ပြလိုက်နဲ့လူဘဝကြီးတယ်ပြုံးလိုက်မဲလိုက်နဲ့တန်တရားလေးကြောက်ဆုံးသွားတဲ့စိတ်ဓာတ်တွေကြားထဲမှာပြေးလိုက်ရလိုက်နဲ့လူဘဝကြီးတယ်ဒီလောဘဒေါသမိတ်ဆွေလိုပဲမျက်စိသွားတဲ့စိတ်ဓာတ်တွေကြားထဲမှာအတီးလိုက်မတီးလိုက်ဖြတ်ကျော်နေရင်အချို့ကြောင့်တရားများပြေလို့နေတယ်တကူစားတွေးများပဲစေတနာလေးရေးကြီးရဲ့တကယ်ဆိုလူဘဝကြီးကအပြောင်းလဲမြန်တယ်ရှင်တန်ခြင်းရဲ့ဒိတ်ပဲတစ်ချိန်မှဆုံးသက်ရမယ်တကယ်ဆိုလူဘဝကြီးကအနေနဲ့လဲမြင်တယ်လေနဲ့လူဘဝကြီးတယ်ဒီလောဘဒေါသမိတ်ဆွေလိုပဲမျက်စိသွားတဲ့စိတ်ဓာတ်တွေကြားထဲမှာဒီကိုယ်စားတွေးများပဲစေတနာလေးရေးကြီးတယ်တကယ်ဆိုလူဘဝကြီးကအပြောင်းလဲမြန်တယ်ရှင်တန်ခြင်းရဲ့ဒိတ်ပဲအချိန်မှအဆုံးသက်ရမယ်တကယ်ဆိုလူဘဝကြီးလူတိုင်းဒီခွင့်ရတဲ့ဘဝရဲ့အရာသာမတူနေနိုင်ပေမဲ့အရာရာကောင်းမဲ့မြင်ပါအရာရာကောင်းမဲ့တွေ့နိုင်မှာပြေဆုံးမှာစေတနာလေးရေးကြီးရဲ့ Guess